အိမ်မြောင်စုပ်ထိုးတာဘလို့နမိတ်လဲအိမ်မြောင်စုပ်ထိုးတာနဲ့ပတ်သက်ပြီးနမိတ်ကောက်ယူပုံအကြောင်းကိုတင်ဆက်ချင်ပါတယ်အိမ်မြောင်တို့ဟာအိမ်မှာရှိနေတတ်ပေမဲ့လည်းစုပ်ထိုးတဲ့အခါမှာအကြောင်းမဲ့စုပ်ထိုးခြင်းမပြုလုပ်တတ်ပါဘူးအိမ်မြောင်စုပ်ထိုးရတဲ့အကြောင်းရင်းနှစ်မျိုးရှိပါတယ်တစ်မျိုးကတော့မိမိအိမ်နဲ့မိမိတို့မိသားစုအရေးအကြောင်းများအတွက်တော့၎င်းလက်လာပေါက်ဝန်လာနိုင်တဲ့အခါမှာ၎င်းစုပ်ထိုးပြီးနမိတ်ပေးတတ်ပါတယ်နောက်တစ်ခုကဖျားရှိခိုးအမျှဝေခြင်းမှာအိမ်မြောင်စုပ်ထိုးခြင်းညအခါမှာစုပ်ထိုးခြင်းတွေရှိတတ်ပါတယ်တမာရီဝနှကောင်းနဲ့မြင်များတာလည်းလူတို့ရဲ့မေတ္တာပို့အမျှဝေခြင်းကိုလူလားနှစ်သက်စွာခံယူတတ်ပါတယ်လူတို့ရဲ့မေတ္တာပို့အမျှဝေခြင်းကိုရတာကြောင့်တမာရီဝနတ်တွေဟာကိုရောင်ကိုဝါပုံမှုတောက်ပါခြင်းဖုံးတကိုကြီးမားလာခြင်းနဲ့အကျိုးကျေးဇူးတွေရရှိပါတယ်။ထားကြောင့်ဖျားရှိခိုးခြင်းအိမ်မြောင်စုထိုးခြင်းဟာမိမိတို့ကိုနတ်တွေကနှစ်သက်ပြီးတော့တာတို့ခေါ်ခြင်းလည်းဖြစ်ပါတယ်။ဒါအပြင်ညအချိန်စုထိုးခြင်းဟာလည်းတမာရီဝနတ်တွေကကောင်းမှုတွေမပြတ်လို့ဆောင်ဖို့သတိပေးခြင်းနဲ့မိမိတို့ကိုစောင့်ရှောက်နေကြောင်းနမိတ်ပြခြင်းဖြစ်ပါတယ်။အိမ်မြောင်တို့မြည်သည့်အစာရှာသည့်ချိန်မှာသာတနေရာထဲကပ်နေပြီးမမိတ်မတုံသောမျက်လုံးအစုံနဲ့အစာပိုးမွားကောင်ကိုစောင့်ကြည့်ဖန်ဆာတတ်ပါတယ်။ဒါကြောင့်သူတို့မျက်လုံးအစုံဟာကတိုင်းချင်းတကယ်တော့ဖြစ်နေပြီးဒီစူးစိုက်မှုအာရုံအစွမ်းနဲ့မြင်အပ်မမြင်အပ်တဲ့အရာများစွာကိုမြင်နိုင်စွမ်းရှိပါတယ်။အိမ်မြောင်စုထိုးခြင်းနမိတ်ဟုဆိုပေမဲ့ရံဖန်ရံခါမြည်တွန်တက်ကြခြင်းကိုမဆိုလိုပဲတနေရာထဲမှာပြပြပြင်းပြင်းထင်းထင်းရှားရှားစုပ်ထိုးမိတဲ့ကိုကြောင်းမှသာနမိတ်အဖြစ်ကောက်ယူရပါမယ်။အရှိရကအိမ်မြောင်စုထိုးရင်လက်လာပရွှေငွေဝင်လာဖို့ရရှိတတ်ပြီးပူဇော်ချီးမြှောက်ခံ